အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025ဒီဇင်ဘာလ28ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကစားထိသွားတဲ့တီးကောင်ကြီးစတုံးမတော်လိုက်ပြီးတော့မနေ့ကစကနိုင်ကြီးအတင်းမဟုတ်ကတွေအတင်းကြီးကြက်တီပြောလာဗုဒ္ဓကရှိခဲ့တယ်ဆိုတာတော့မှမသေးကြပါဘူးပေါ့တမိုင်းထောက်ထားခစ်ပြိုင်စာအုပ်တွေမရှိဘူးဘာညာပေါ့နော်ဗုဒ္ဓဆိုတာတကယ်တော့မရှိခဲ့ပါဘူးဆိုပြီးတော့ခရစ်ယာန်ကလေးတယောက်နဲ့အစ္စလမ်ကလေးတယောက်နှစ်ယောက်ပေါ့အသေးအတန်ကြီးဘယ်စာအုပ်ကဆိုတယ်ညာစာအုပ်ကဆိုတယ်ပေါ့နော်ပြောလို့ရတယ်ဗဇက်တွေနဲ့ပြောတာလေပြောလို့ရတယ်ဗုဒ္ဓဂါယာမှာရှိတဲ့တက်တဲ့ထောက်ထားတွေကလည်းဒါကလူတွေကဖန်တီးထားတာပါငွေရှာပြောချင်တာပြောလို့ရတယ်ညင်းကုန်လို့မရတဲ့ကိစ္စတွေရှိတယ်ခစ်ပြိုင်စာပေတွေမရှိဘူးဘာညာညင်းကုန်ရတယ်ဗုဒ္ဓကဟောခဲ့တဲ့စာပေထောက်ထားမရှိဘူးညမ်းကုန်ရတယ်တဲ့လို့ညင်းလို့ရတယ်ညင်းလို့မရတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကဘာလဲလို့မြည်လို့ရှိရင်မြတ်စွာဘုရားတို့သာသုံးဆောင်အပ်တဲ့ဘောဓိပက္ခယ138ပါးဆိုတော့ရှိမြတ်စွာဘုရားတို့သာဟောတဲ့အဲ့ဘောဓိပက္ခယ138ပါးတဲ့ကသစ္စာ၄ပါးတရားတွေတတိပဌာန်တရားတွေတမပဌာန်တရားတွေဟလာအိန္ဒြေတွေဘိုးတွေဆိုတာတွေကအဲ့ဘောဓိပက္ခယတရားတွေလို့ခေါ်တယ်ယနေ့အချိန်ထိကိုအဲ့ဒီတရားတွေကကျင့်သုံးနိုင်တာသူတွေသုံးဆောင်ခံစား권ရနေသေးတယ်အဲ့ဒါကဒီဘုရားရှိခဲ့တယ်ဆိုတဲ့အဖြေပဲလာခဲ့ပါလှုပ်ကြည့်ပါလို့ပြောပြီးတော့တက်တည်မပြအောင်မင်းတို့အဲ့လိုခေါ်ပြီးတက်တည်မပြအောင်မြတ်စွာဘုရားအနေဆုံးဟောလိုက်တဲ့တရားတစ်ပုဒ်ရှိတယ်မြတ်စွာဘုရားကသူရှိကြောင်းကိုသူရှိခဲ့ကြောင်းကိုဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးရှိခဲ့ကြောင်းကိုပြောခဲ့တဲ့စကားတွေရှိတယ်ချစ်သားတို့တဲ့မင်းတို့တရားကိုမြင်လို့ရှိရင်ငါဘုရားကိုမြင်တာပဲတဲ့ငါဘုရားကိုမြင်လို့ရှိရင်မင်းတို့တရားကိုမြင်တာပဲအဲ့တော့တရားသည်ပြင်လေဘုရားဖြစ်တယ်ဘုရားသည်လည်းတရားဖြစ်တယ်နော်ပရိနိဗ္ဗာန်ဆံကန်ကြီးမှာဆက်ပြီးမှတယ်အာနန္ဒာတဲ့ငါဘုရားပရိနိဗ္ဗာန်ဆံသွားပြီဆိုပြီးမင်းတို့မဆရာမရှိဘူးဆိုပြီးတော့မပူဆွေးကြနဲ့ငါတော့45ဝါကာလပတ်လုံးငါဟောခဲ့တဲ့တရားတွေကဝိနည်းတွေဓမ္မတွေကမင်းတို့အတွက်ပဲတဲ့မင်းတို့အတွက်ဆရာပဲတဲ့အဲ့တော့ဒီတရားတွေကငါဘုရားပဲတဲ့ဇလန်းရှင်းသွားပြီအဲ့တော့မြတ်စွာဘုရားကဟောတဲ့တရားတွေဒီမြတ်စွာဘုရားဟောတဲ့တရားတွေကလက်ရှိပြစ္ဆုတ်ပံမှာမှန်နေသေးလားမြတ်စွာဘုရားကဟောခဲ့တာတေးသေးချာဟောခဲ့တာနော်ငါဘုရားကဗောဓိပင်ပလင်မှာတမ္မာတန်ဗုဒ္ဓဉာဏ်ကိုရသည့်အချိန်အားစပြီးပြိဋိနိဗ္ဗာန်စံသည့်အဆုံးဂျားကာလာနဲ့ဟောခဲ့တဲ့တရားတွေကမဖောက်မပြန်မှန်တယ်ရွေးသားများရွေးသွားတယ်ဆိုတာမရှိဘူးမဖောက်မပြန်မှန်တယ်မဖောက်မပြန်မှန်တဲ့စကားတွေအဲ့တော့ဒီဗောဓိပက္ခယ138ပါးကတကယ်ပဲမဖောက်မပြန်မှန်ကန်သလားလုံနိုင်တဲ့လူတွေရနိုင်သလားရနိုင်တဲ့ယနေ့ချိန်ထိအဲ့ဒီထက်ကကိုကျော်ကြီးတယောက်ပါဝင်ဖြစ်တယ်အဲ့တော့ကိုယ်တိုင်သိတဲ့လူတွေကကိုယ်တိုင်သိုံမဲလားသူများကောသိတယ်လို့ပဲကြွားလို့ရသလားတက်တည်ပြလို့မရဘူးလားဟာရတယ်တက်တည်ပြလို့ရတယ်ယနေ့အချိန်ထိတက်တည်ပြလို့ရတယ်လွန်ခဲ့သောနှစ်ပေါင်း2600ကမြတ်စွာဘုရားကလောကကြီးတစ်ခုလုံးမှာရှိတဲ့ဘာသာတရားတွေအကုန်လုံးကဒီခန္ဓာကိုယ်မှာငါဆိုတဲ့တတ္တဝါလေးတစ်ကောင်ရှိတယ်အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာငါလို့ခေါ်စရာတတ္တဝါလေးတစ်ကောင်ရှိတယ်အဲ့ဒီတတ္တဝါလေးကဒီဘဝနဲ့ဟိုဘဝသွားတယ်ဟိုဘဝနဲ့ဒီဘဝသွားတယ်ကောင်းကင်ဘုံနဲ့ခံစားတယ်ငရဲဘုံနဲ့ခံစားတယ်ဆိုတော့အယူဝါဒတွေအလွန်မတန်မှတိုးတက်ထွန်းကားတယ်ဒီငါဆိုတဲ့အကောင်တတ္တဝါလေးကိုဖန်ဆင်းရှင်ကဖန်ဆင်းပေးထားတယ်ဆိုတဲ့အယူဝါဒတွေတိုးတက်ထွန်းကားတယ်အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ဝန်းကျင်မှာတိဋ္ဌတမင်းသားကနေဗုဒ္ဓဖြစ်လာတဲ့မြတ်စွာဘုရားသည်တမ္မာတန်ဗုဒ္ဓမြတ်စွာဘုရားကတခါတည်းအဲ့ဒီအယူဝါဒကိုနှိမ်နင်းပလိုက်တယ်အဲ့ဒီတတ္တဝါမရှိဘူးလို့နှိမ်နင်းလိုက်တယ်ချစ်သားတို့အဲ့ဒီတတ္တဝါကမရှိဘူးမင်းတို့ကိုယ်တိုင်သိအောင်လုပ်လို့ရတယ်ကိုယ်တိုင်မြင်အောင်ကြည့်လို့ရတယ်မင်းတို့ကိုယ်တိုင်သိရမယ်ကိုကျော်ကြီးကိုယ်တိုင်သိတယ်အဲ့ဒီအတွက်တက်တည်ပြလို့ရတယ်အဲ့ဒီအကောင်မရှိဘူးဆိုတာကိုတက်တည်ပြလို့ဟောဒီခန္ဓာကိုယ်မှာငါဆိုတဲ့တတ္တဝါလေးတစ်ကောင်မရှိဘူးဆိုတာကိုကိုကျော်ကြီးတက်တည်ပြလို့ရတယ်တာမန်လူအသိဉာဏ်ရှိလို့ရှိရင်ကိုကျော်ကြီးပြောတဲ့စကားတွေကိုနားလည်နိုင်စွာရှိလို့ရှိရင်လက်ခံသွားအောင်ပြောလို့ရတယ်ရှင်းတယ်နော်လွန်ခဲ့တော့နှစ်ပေါင်းများ3-4-5နှစ်ဝန်းကျင်ရွှေခေါင်းလောင်းတို့ဒေးဗစ်လာတို့ကိစ္စနဲ့စိန်ခေါ်တွေကကိုကျော်ကြီးကအဲ့ဒီဟောက်တိတိကျကျပြောထားတယ်အဲ့ဒါလေးပတ်သက်လို့မရှိဘူးဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့တတ္တဝါလေးတစ်ကောင်မရှိဘူးအဲ့ဒီအကောင်လေးမရှိချောင်းကိုကျော်ကြီးကိုယ်တိုင်သိတယ်သိသလိုလဲသူများကကိုမရှိချောင်းတက်တည်ပြနိုင်တယ်အဲ့တော့ဒီတရားကိုဟောခဲ့တဲ့ဒီဗုဒ္ဓကြီးရှိတယ်ဆိုတဲ့ဖြစ်ရှင်းတယ်ဟုတ်တယ်နော်အခြားသောဘာသာတရားတွေကဒီအကောင်လေးရှိပါတယ်လို့ပြောပြီးတော့တက်တည်မပြနိုင်ခဲ့ဘူးရှိချောင်း
ဘယ်ဘသူနဲ့မှမတူတဲ့ဘာသာရေးခိုင်းကောင်းဆောင်ဘယ်ခိုင်းကောင်းဆောင်နဲ့မှမတူတဲ့ဗုဒ္ဓသည်မရှိချောင်းလဲပြောသလိုမရှိချောင်းကိုလည်းတသိပြနိုင်ခဲ့တယ်အဲ့ဒီအတွက်ဗုဒ္ဓရှိတယ်ဆိုတဲ့အဖြေကတန်းထွက်တယ်ရှင်းလားစကားရှင်းလားဒီတရားတွေဒီအသိဉာဏ်တွေကိုတာမန်လူတယောက်ပြောနိုင်တဲ့စွမ်းအားတတ်တိမရှိဘူးတာမန်ဘာသာရေးခိုင်းကောင်းဆောင်တွေယနေ့အချိန်ထိဘာသာခိုင်းခွဲဘာသာပေါင်းယာနဲ့ထောင်နဲ့ချီပြီးရှိတယ်အဲ့ဒီပုံကိုယ်တွေကဒီအရာလေးရှိချောင်းကိုတသိမပြနိုင်ခဲ့ဘူးဗုဒ္ဓကတော့ဒီအရာလေးမရှိချောင်းကိုတတ်သိလဲပြနိုင်ခဲ့တယ်ယနေ့အချိန်ထိလဲကိုယ်တိုင်လှုပ်တဲ့လူတွေကိုယ်တိုင်သိနိုင်တယ်လို့သူများကလက်ခံအောင်လဲပြောဆိုနိုင်တဲ့အစွမ်းတတ်တိပါတခါတည်းထည့်ပေးထားခဲ့တယ်အဲ့ဒီအစွမ်းတတ်တိကကိုကျော်ကြီးမှရှိတယ်ရှင်းလားကြိုက်တဲ့လူညင်းခုန်လို့ရတယ်ကြိုက်တဲ့ဘာသာကြီးခေါင်းဆောင်ညင်းခုန်လို့ရတယ်မရှိချောင်းကိုကျော်ကြီးတတ်သိတာမန်လူအသိဉာဏ်ရှိလို့ရှိရင်လက်ခံသွားအောင်ပြောလို့ရတယ်ဟုတ်ကဲ့ပါလို့ဝန်ခံသွားအောင်ပြောလို့ရတယ်အဲ့တော့ဒီအသိဉာဏ်တွေကိုဖွံ့ဖြိုးအောင်လုပ်ပေးခဲ့တဲ့ဗုဒ္ဓရှိတယ်ဆိုတဲ့တတ်သိကအဲ့ဒါပဲဘယ်သူမှညင်းလို့မရတဲ့တတ်သိဒီတရားကဘလို့ပုံကိုမျိုးမှဟောနိုင်တယ်ဘလို့အတွေးခေါ်ပညာရှင်ဘလို့သိပ္ပံပညာရှင်ဘလို့ဘာသာရေးခေါင်းဆောင်မှမဟောနိုင်တဲ့တရားကိုယ်တိုင်သိအောင်မဟောနိုင်တဲ့တရားအဲ့ဒီတရားကိုဗုဒ္ဓကဟောခဲ့တယ်အခုချိန်ဒီလက်တွေ့အသုံးချလို့ရနေသေးတယ်တရွေးသွားမှရွေ့မသွားဘူးမြတ်စွာဘုရားဗောဓိပင်ပလင်မှာတမ္မာတန်ဗုဒ္ဓဉာဏ်တမ္မာတန်ဗောဓိဉာဏ်ကိုရပြီးတော့တမ္မာတန်ဗုဒ္ဓရဲ့လို့ဖြစ်လာတဲ့အချိန်ကနေစပြီးတော့ပြိဋိနိဗ္ဗာန်ဆန်သွားတဲ့အချိန်ကြီးဟောခဲ့တဲ့တရားတွေတရွေးသားမှမရွေ့သွားဘူးအဲ့ဒီထဲကအနှိမ်ဆုံးဖြစ်တဲ့ဟောဒီခန္ဓာကိုယ်မှာငါဆိုတဲ့တတ္တဝါလေးတစ်ကောင်မရှိဘူးဆိုတဲ့စကားတစ်လုံးကိုကိုကျော်ကြီးကောင်းကောင်းတတ်သိပြနိုင်တယ်အဲ့ဒီအတွက်ဒီဗုဒ္ဓရှိတယ်ဆိုတဲ့အဖြေကရှင်းတယ်လိုချင်တယ်ဟုတ်တယ်ခမည်းပြောတာပန်နေအောင်တတ်သိပြပါဆိုရင်တော့ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်အချိန်မောင်းများစွာပို့တင်ထားတာရှိပါတယ်ဟုတ်ပြီနော်